သုံးပွဲဆက်နိုင်ပွဲဒါကတိုက်ဆိုင်မှုမဟုတ်ပါဘူးကစားသမားတူးတယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကြောင့်လည်းမဟုတ်ပါဘူးဒါကခမည်းတော်ကျွန်တော်တို့လွမ်းနေရတဲ့ Manchester United ဆိုတဲ့အမည်နာမအောင်မှာတသားလေးကျသွားတဲ့တကယ်သေးရနေတွေတုံ့ပြန်မှုပါကိုညာလဲဂိုးသွင်းတယ်ကက်စမဲရိုကလည်းလူငယ်တယောက်လိုပဲအနိုင်ဂိုးကိုလည်းရှက်စကိုကသွင်းပေးခဲ့တယ်ဒီတော့ဘာလို့သေးလဲဒီနေ့ဗီဒီယိုမှာတော့ United ရဲ့၃ပွဲဆက်နိုင်ခဲ့တဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်အသင်းလိုက်စီလုံးမှုဒီ၃ပွဲဆက်နိုင်ပွဲမှာကျွန်တော်တို့မြင်တွေ့လိုက်ရတာကကစားသမား၁၁ယောက်လုံးရဲ့စီလုံးမှုပါနိုင်ပွဲတစ်ပွဲအတွက်တိုက်ပွဲဝင်နေတဲ့အသင်းရဲ့ပုံစံကပရိသတ်တွေကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်အရင်ကလိုတူးချင်းအားကိုးတာမျိုးမဟုတ်တော့ဘဲနဲ့ခံစစ်ကနေတိုက်စစ်ထိချိတ်ဆက်မှုတွေကတေသက်တိကျလွန်နေခဲ့တာပါတယောက်အမားလို့ရင်နောက်တစ်ယောက်ကအသင့်ဝင်ပြင်ပေးတယ်တယောက်လဲကျသွားရင်နောက်တစ်ယောက်ကဆွဲထူတယ်ဒါက United မှာပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့တိုက်ပွဲဝင်လို့စိတ်ပါပဲစနစ်တင်တဲ့ United မိုက်ကယ်ကာရစ်ကအသင်းကိုနီးပြူရတယ်မဟုတ်ဘဲနဲ့နိုင်လိုစိတ်ကိုပါထည့်သွင်းပေးခဲ့တာပါအခုဆိုရင် United ကဘယ်ပြိုင်ပွဲအသင်းမဲ့ဖြစ်ဖြစ်သူတို့ရဲ့ကိုယ်ပိုင်ကစားဟန်နဲ့ရင်ဆိုင်နေပြီဖြစ်ပါတယ်ကွင်းလယ်မှာဘောလုံးကိုဘယ်လိုထိန်းချုပ်ရမလဲတိုက်စစ်ကိုဘယ်အချိန်မှချိန်မြင့်ရမလဲဆိုတာကစားသမားတိုင်းရဲ့အတွေးထဲမှာစီးဆင်းနေပါတယ်ဒါကကာရစ်ရဲ့လမ်းညွှန်မှုနဲ့အသင်းသားတွေရဲ့ယုံကြည်မှုပေါင်းဆက်သွားတဲ့အခါထွက်ပေါ်လာတဲ့ရလဒ်ပါပဲချန်ပီယံလိဝင်ခွင့်၃ပွဲသက်နိုင်ပွဲဆိုတာထက်ပိုပြီးလေးနက်တာကဘသူ့ကိုနိုင်ခဲ့တာလဲဆိုတဲ့အချက်ပါအမတ်ပေးစရာထိတ်ကအသင်းကြီးနှစ်သင်းကိုလည်းနိုင်တယ်ပြီးတော့ကစားရခက်ခဲတဲ့ဖူဟန်အသင်းကိုလည်းနိုင်ခဲ့တယ်ဒီတော့ပရီးမီးယားလိဘယ်အသင်းမဆို United နဲ့တွေ့ရမှာကြောက်လန့်နေလောက်ပါပြီ United အတွက်အခုမှအစဆိုပေမဲ့ချန်ပီယံလိဝင်ခွင့်လမ်းကြောင်းကိုနောက်ကနေလိုက်လာနေပါတယ်အဲ့တော့ United ကိုဘယ်သူမှ short တွက်လို့မရတော့ပါဘူးညီကုန်းချုံနေနဲ့ပြောရရင်ဒါကယာယီနီးပြမိုက်ကယ်ကာရစ်ရဲ့အစပဲရှိပါသေးတယ် United ဆိုတဲ့အသင်းကပြိုလဲသွားနိုင်ပေမဲ့ပျောက်ကွယ်သွားမယ့်အသင်းမျိုးတော့မဟုတ်ပါဘူးခုချိန်မှာတော့ United ဆိုတဲ့အသင်းကြီးကပြန်လာနေပါပြီပရိသတ်တို့အနေနဲ့ရော United ရဲ့၃ပွဲဆက်နိုင်ပွဲပေါ်ဘယ်လိုမြင်ကြလဲရာသီကုန်မှာရော United ကဘယ်အဆင့်ထိရောက်နိုင်မလဲဆိုတာအောက်က comment မှာဝင်ရောက်ရေးသားသွားခဲ့ကြပါဦးအခုလိုမျိုးဘောလုံးလောကအကြောင်းအရာတွေသိချင်တော့ကျွန်တော်တို့ရဲ့ Beyond the Pitch YouTube channel ကို subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်